မြန်မာမှုလူပညာကိုချစ်မြတ်နိုးသူများမိမိတန်ဖိုးထားချစ်ခင်ရသူများအတွက်မြန်မာတဘာဝရင်းမြစ်နှင့်မြန်မာလက်မှုပညာရှင်များပေါင်းဆက်ဖန်တီးထားသောမြန်မာထုတ်ကုန်များနှင့်မိတ်ဆက်ပေးပါရစေဒီ product လေးရာဆိုရင်တဘာဝကန်းချီအလှလေးကိုအမှတ်ရစေဖို့အတွက်တဘာဝအုံသီးခွန်နဲ့ပြုလုပ်ဖန်တီးပေးထားတဲ့ product လေးတစ်ခုဖြစ်ပါတယ်ဒီ product လေးမှာဆိုရင်အုံးပင်လေးတစ်ပင်အုံသီးသီးနေဟန်အနားယူပန်းဖြူဖို့အတွက်ဘန်လူလေးတစ်ခုနဲ့အုံးရည်တောက်ရင်အနားယူဖို့အတွက်ချီလေးနဲ့ခုံလေးသုံးကိုပါဝင်ဖန်တီးထားတာဖြစ်ပါတယ်ခုလိုမျိုးတဘာဝကန်းချီအလှလေးကိုမိမိအိမ်ရဲ့အိမ်ခန်းမှာထားခြင်းအပြင်အပြင်ကပြန်လာတယ်ဆိုရင်စိတ်အမောပြီးတော့မှကိုယ်စိတ်နှစ်ပါးအေဂျင့်စေတာဖြစ်ပါတယ်ဒီလိုလှပတဲ့တဘာဝ handmade လေးတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့မြန်မာတာရဲ့ Facebook page TikTok page ရဲ့ Messenger မှာမှာယူနိုင်တယ်လို့399446 36956 399489 4809 4456မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်